အားလုံးပဲမင်္ဂလာပါရှင်ကျမတို့သတင်းဌာနကနေနောက်ဆုံးရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စစ်ယူနီဖောင်းချွတ်တွေဦးဆောင်မဲ့အစိုးရရွှေရီစိန်ဒီမိုကရေစီစနစ်ဖြစ်ဖို့တောင်ခဲရင်းနေတဲ့ဆွေသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်စစ်တပ်ဦးဆောင်ကျင်းပတဲ့2025-2026ရွေးကောက်ပွဲကနေနောက်တက်လာမယ့်အစိုးရနဲ့ပတ်သက်ပြီးဦးသိန်းစိန်အစိုးရလိုမျိုးမျှော်လင့်ဖို့လက်ရှိအနိုင်ရပါတီကိုပူးပေါင်းပြီးမြအခြေအနေပတ်ဝန်းကျင်အပေါ်မူတည်လိမ့်မယ်လို့စစ်ကောင်ဆောင်ကပြောပါတယ်ဇန်နဝါရီ25ရက်နေ့မှာကျင်းပပြီးစီးသွားခဲ့တဲ့အပိုင်း3ရွေးကောက်ပွဲကိုမန္တလေးတိုင်းချမ်းမြသာစီမြို့နယ်မှာရှိတဲ့မဲရုံတွေကိုအာဏာသိမ်းစစ်ကောင်ဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကလိုက်လံကြည့်ရှုချိန်သတင်းတောက်တအုပ်ရဲ့မေးမြန်းမှုကိုဖြေကြားခဲ့တာပါ2010ပြည့်နှစ်ဦးသိန်းစိန်အစိုးရကိုပြည်သူတွေနှစ်သက်ခဲ့တဲ့အတွက်လက်ရှိရွေးကောက်ပွဲကနေတက်လာမယ့်အစိုးရကိုအဲဒီလိုမျိုးမျှော်လင့်လို့ရမလားဆိုတဲ့မေးမြန်းမှုအပေါ်ခတ်မယ်လို့ဆိုပါတယ်။ဦးသိန်းစိန်တာဝန်ယူချိန်တုန်းကအကြိုက်ခံတွေဟာတိုင်းပြည်ကောင်းအောင်လုပ်ဖို့သွားတယ်ဆိုရင်တစ်မျိုးဖြစ်ပြီးအဲဒီလိုမဟုတ်ဘဲအနုလက္ခဏာစောင့်အောင်သွားလုပ်တယ်ဆိုရင်ဘယ်အစိုးရတက်နည်းနည်းခတ်မယ်လို့စစ်ကောင်ဆောင်ကပြောပါတယ်။နိုင်ငံရေးလေလာသုံးသပ်သူဦးကြီးမြင့်ကစစ်ကောင်ဆောင်ပြောဆိုမှုဟာဦးသိန်းစိန်နဲ့ NLD လက်ထက်တုန်းကအစိုးရနဲ့မတူတဲ့စစ်အာဏာရှင်အစိုးရပဲဆက်ဖြစ်မှာအတိအကျပဲလို့သတင်းဌာနကိုပြောပါတယ်။သူစစ်ကောင်ဆောင်စကားထဲမှာပဲအဖြေကပါပြီးသားလေ။တိုင်းပြည်ကအနုလက္ခဏာကိုစောင့်နေတယ်။အဲဒီလိုဦးသိန်းစိန်အစိုးရလိုမျိုးဖြစ်ဖို့တော့ခဲရင်နေဆိုတော့အဖြေပါပြီးသားဖြစ်နေတယ်။အဲဒါကြောင့်မို့လို့သူကဦးသိန်းစိန်အစိုးရနဲ့လည်းမတူဘူး။ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD အစိုးရနဲ့လည်းမတူတဲ့စစ်အာဏာရှင်အစိုးရပဲဆက်ဖြစ်နေမယ်ဆိုတာအတိအကျပဲလို့ဆိုပါတယ်။လက်ရှိအခင်းချင်းဟာ2020ရွေးကောက်ပွဲမဲမတမာမှုအကြောင်းပြချက်နဲ့စစ်တပ်ကနိုင်ငံအာဏာကိုသိမ်းယူခဲ့မှုကြောင့်စံကျင်ဆန္ဒပြသူတွေကိုပြစ်ခတ်ဖြိုခွင်းမှုကနေနိုင်ငံအနှံ့စစ်အာဏာရှင်စနစ်အမြင့်ပြတ်ရေးတိုက်ပွဲတွေကိုရင်ဆိုင်နေရတာပါလွတ်လပ်ရေးရပြီးနောက်ပိုင်းပြည်တွင်းစစ်နဲ့ဆယ်စုနှစ်ပေါင်းများစွာကျင့်လည်ခဲ့ရတဲ့မြန်မာနိုင်ငံဟာ2010ပြည့်နှစ်မှာရန်နံ့တွေမကုံစင်သေးသည့်တိုင်ကျွင်းကျန်နေတဲ့စစ်မီလီယံဟာအတိုင်းအတာတစ်ခုထိငြိမ်သက်ခဲ့ပါတယ်ဒါကြောင့်စစ်တပ်စိတ်ကြိုက်ရေးဆွဲခဲ့တဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေကနေစစ်ယူနီဖောင်းချုပ်ဗိုလ်ချုပ်တွေဦးဆောင်တဲ့ရွှေရီစိန်ဒီမိုကရေစီစနစ်ကိုဖော်ဆောင်ခဲ့ပြီးအဲဒီကနေ2015ခုနှစ်မှာတော့ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့အရက်သားအစိုးရဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့2021အာဏာသိမ်းမှုကနေနိုင်ငံရေးတရားဝင်မှုရဖို့စစ်တပ်ကြိုးပမ်းခဲ့တဲ့အပိုင်းလိုက်ရွေးကောက်ပွဲကနေပေါ်ပေါက်လာမယ့်အစိုးရဟာ2010တုန်းကရွှေရီစိန်ဒီမိုကရေစီလိုမျိုးပြန်ရဖို့ခဲရင်းနေတာပါ။အကြောင်းကတော့ကျင်းပပြီးစီးခဲ့တဲ့ရွေးကောက်ပွဲမှာလက်ရှိတာဝန်ယူထားတဲ့စစ်ဗိုလ်ချုပ်တွေကဝင်ရောက်ရှင်ပြအနိုင်ရခဲ့ကြသလိုအစိုးရဖွဲ့နိုင်တဲ့ကြံ့ခိုင်ရေးပါတီကကောင်းဆောင်တွေလည်းတော်လှန်ရေးအဖွဲ့တွေကိုချေမှုန်းမယ်လို့ကြွေးကြော်ထားတာပါ။ဒါပြင်အာဏာသိမ်းတဲ့နေ့ကစပြီးဒီကနေ့အထိဖန်စီထိန်သိမ်းခံထားရတဲ့လူထုကောင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုနိုင်ငံရေးအကျဉ်းသားအဖြစ်မသတ်မှတ်ဘူးလို့စစ်ကော်မရှင်ပြောခွင့်ရဗိုလ်ချုပ်စော်မင်းထွန်းကပြီးခဲ့တဲ့ရက်ပိုင်းမှာထုတ်ပြောခဲ့ပါတယ်။ဦးကြီးမြင့်ကတော့ဒေါ်အောင်ဆန်းစုကြည်ကိုစစ်ကော်မရှင်ကရာဇဝတ်သားလို့ပဲသတ်မှတ်တဲ့အတွက်ပြန်လွတ်ပေးဖို့အနေအထားမရှိတာကြောင့်ဒီမိုကရေစီမျှော်လင့်ချက်မရှိတော့ဘူးလို့အခုလိုမှတ်ချက်ပြုပါတယ်။ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်လို့သူ့ကိုနိုင်ငံရေးအကျဉ်းသားလို့မသတ်မှတ်ဘူးတဲ့။ရာဇဝတ်သားလို့ပဲသတ်မှတ်တော့အဲ့ဒီအတိုင်းဆွဲဆိုထားတဲ့ဥပဒေအတိုင်းဆက်သွားမယ်ဆိုတော့မလွတ်ဘူးပေါ့ကွာဆက်ချုပ်သွားမယ်လို့ပြောသွားတာကိုအဲ့ဒီတော့ဒီမိုကရေစီမျှော်လင့်ချက်ဆိုတာတော့မရှိတော့ဘူး။နိုင်အောင်တိုက်ဖို့ကြတော့လေNUG ကနိုင်အောင်တိုက်မဲ့အစိုးရမဟုတ်ဘူးလေသူကိုယ်တိုင်ကအဂတိတွေလက်စားမှုတွေတရားဥပဒေမစိုးမှုတဲ့အဖွဲ့အစည်းဖြစ်နေတယ်အဲ့ဒီလိုဖြစ်နေတော့ပြည်သူလူထုကတော့တော်တော်ရုန်းကန်ရမယ်နောက်တက်လာမဲ့တပ်ပေါင်းစုအစိုးရကိုမျှော်ပြီးတော့ရှုံးထွက်ရမယ်အဲ့ဒီလိုအနေအထားမှာရှိပါတယ်လို့ဆိုပါတယ်စစ်ကောင်ဆောင်ကတော့ဒီမိုကရေစီသွားခြင်းနဲ့တောင်းဆိုနေပေမဲ့လည်းပြည်သူမပါပဲဘယ်လိုမှမဖြစ်နိုင်ကြောင်းပြည်သူပါမှဖြစ်ကြောင်းပြည်သူကလည်းအရေးကြီးကြောင်းအပိုင်းထုံရွေးကောက်ပွဲကျင်းပတဲ့နေ့မှာပြည်သူကိုဗဟုပြုပြီးပြောဆိုခဲ့ပါတယ်။အာဏာသိမ်းမှု9နှစ်နီးပါးမှာစစ်တပ်ဦးဆောင်ကျင်းပပြီးခဲ့တဲ့ရွေးကောက်ပွဲကနေဒီမိုကရေစီစနစ်ကိုပြန်လည်ဖော်ဆောင်မဲ့အစိုးရတရက်ဖွဲ့စည်းနိုင်ရေးမလမှလွှတ်တော်ခေါ်ယူပြီးနိုင်ငံတော်သမ္မတရွေးချယ်မှာဖြစ်ပါတယ်။ဒါကြောင့်သမ္မတရွေးချယ်ဖို့ပြည်သူ့လွှတ်တော်အမျိုးသားလွှတ်တော်နဲ့စစ်တပ်ကိုယ်စားလှယ်အစုအဖွဲ့တွေကနေဒုသမ္မတတဦးစီကိုပြည်ထောင်စုလွှတ်တော်မှာအမိစရင်တင်သွင်းရမှာပါ။ပူပူနွေးနွေးကျင်းပပြီးစီးသွားခဲ့တဲ့အပိုင်း3ရွေးကောက်ပွဲရှာလက်မပါဝင်သေးသည့်တိုင်စစ်တပ်ကြောတော်နောက်ခံကြံ့ခိုင်ရေးပါတီကအပိုင်း2ပိုင်းနဲ့တင်ပြည်ထောင်စုလွှတ်တော်မှာ229နေရာရရှိထားတာပါ။ဒီအတွက်ကြောင့်2008ဖွဲ့စည်းပုံအခြေခံဥပဒေအရရွေးကောက်ခံစရာမလိုပဲလွှတ်တော်မှာနေရာရရှိထားနှင့်ပြီးပြီဖြစ်တဲ့စစ်တပ်ကိုယ်စားလှယ်25ရာခိုင်နှုန်းနဲ့ပေါင်းရင်စစ်အစိုးရပုံသဏ္ဍာန်မျိုးပဲဖြစ်လာမယ်လို့ဦးကြီးမြင့်ကထောက်ပြပါတယ်။အပိုင်း3ပိုင်းနဲ့ကျင်းပခဲ့တဲ့ရွေးကောက်ပွဲမှာ263မြို့နယ်သာပြုလုပ်ခဲ့တာမို့ပြည်သူ့လွှတ်တော်က263ဦးအမျိုးသားလွှတ်တော်က158ဦးနဲ့စစ်တပ်ကိုယ်စားလှယ်166ဦးရှိတဲ့အတွက်ပြည်ထောင်စုလွှတ်တော်မှာကိုယ်စားလှယ်ပေါင်း986ဦးရှိမှာပါ
ဒါကြောင့်ပြည်ထောင်စုလွှတ်တော်ကနေရွေးချယ်မဲ့သမ္မတဟောင်းကိုယ်စားလှယ်ဦးရေရဲ့ထက်ဝက်ကျော်294မဲသာရဖို့လိုတဲ့အတွက်စစ်တပ်ကိုယ်စားလှယ်နဲ့ကြံ့ခိုင်ရေးပါတီကကိုယ်စားလှယ်တို့ပေါင်းပြီးစိတ်ကြိုက်သမ္မတရွေးချယ်လို့ရမယ့်အခြေအနေဖြစ်ပါတယ်။အငိမ့်စားစစ်ဗိုလ်ချုပ်တွေဦးဆောင်တဲ့ကြံ့ခိုင်ရေးပါတီနဲ့စစ်တပ်ကိုယ်စားလှယ်တို့ရွေးချယ်မဲ့သမ္မတကလည်းအလုံးပြောဆိုနေကြတဲ့အတိုင်းအာဏာသိမ်းစစ်ကောင်ဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်သာဖြစ်ပါတယ်။သမ္မတကနေဖွဲ့စည်းမဲ့အစိုးရကလည်းစစ်ယူနီဖောင်းချွတ်ဗိုလ်ချုပ်တွေနဲ့စစ်တပ်ကိုယ်စားလှယ်တို့သာအများဆုံးပါဝင်လာနိုင်မှာဖြစ်လို့စစ်တပိုင်းအစိုးရဖြစ်လာမယ်လို့နိုင်ငံရေးလေ့လာသူတွေကဝေဖန်ထောက်ပြထားကြပါတယ်။ကျမရဲ့သတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရွှေလန်းချမ်းမြေ့ကြပါစေရှင်။